ဩငါဒီသက်တည်ရလို့ဖြစ်နေပြီဩသူများသက်တည်တတ်နေတာတို့သူများဥစ္စာခိုးတာတို့သူတော်ဘာသားများပြစ်မှားတာတို့လိန်ပြောတာတို့အရက်သေးစားတောက်စားနေတယ်မတော်ဘူးငါကတော့သူများဆုံးမရမှာဩမိဘဖြစ်နေဩငါမိဘဖြစ်နေသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်တယ်အဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြက်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာလေးကျဆင်းတာပဲပေါ့ဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလို့သူဂုဏ်သိက္ခာနဲ့သူနေရတားမြစ်ရတခါတော့ကဒီဓမ္မပဒဝတ္ထုတွေမှာပါတာမှတ်သားစရာလေးတခုဂောတကတထေဂောတကတထေသူမိဘတွေဆုံးရှုံးသွားတဲ့အခါဒီပြည့်မွေကံမွေစားမရှိဘူးပစ္စည်းဥစ္စာတွေအလုံးသူတယောက်တည်းပဲမွေကံဖြစ်တယ်အဲ့လိုအမွေကံအမွေစားမရှိသူတယောက်တည်းပဲအမွေရတော့မယ်ဆိုတဲ့အခါဘုရင်ကြီးကသူ့ကိုခေါ်တယ်နန်းတော်ကိုခေါ်လိုက်တယ်နန်းတော်ခေါ်လိုက်တဲ့အခါဘုရင်စီသွားတော့လမ်းမှာညာကမိုးရီရွာထားလို့ရှေးကွက်ကလေးတွေရေမြောင်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုသူကပစိုးလေးမပြီးခုံခုံသွားနော်ခုံခုံသွားလူငယ်လူရွယ်ပေါ့အသက်ရွယ်လည်းသိမကြည့်သေးတော့ရေမြောင်းနဲ့ဆင်းတော့ခုံသွားတာတော့ဘုရင်ကြီးကသူလာတာကိုကြည့်ရေမြောင်းလေးတွေကိုရေကွက်ကလေးတွေကိုခုံခုံပြီးတော့လာတယ်အဲ့သူရောက်လာတဲ့အခါကျတော့ဘုရင်ကြီးစီခါသားဝင်ဘုရင်ကြီးကပြောတယ်အေးမင်းဖေတည်သွားပြီဆိုရင်မင်းဘာမှစိတ်မပူနဲ့မင်းကိုငါတထေးရလူပေးမယ်အမွေကံအမွေစားတပြားလို့မရှိဘူးရှိသမျှစီးစိမ်နေမင်းကိုငါတရားဝင်တထေးခန့်ပြီးတော့မင်းမိဘစီးစိမ်နေခံစီမံခန့်ခွဲနိုင်တဲ့တထေးဆောင်ထီးနဲ့ရှင်းတော့တထေးရသူခန့်နေဆိုတထေးဆောင်ထီးကိုအမတ်တရအနေနဲ့ပေးလိုက်တာပေါ့နော်ခုခေတ်ဆိုရင်တော့လက်မှတ်ပေးပါတော့အေးတထေးတွေဆောင်းရမယ်ထီးမျိုးငါပေးမယ်လို့ဘုရင်ကြီးကခေါ်ပြောတာဘုရင်ကြီးကခေါ်ပြောလိုက်တဲ့အခါသူတထေးဖြစ်တော့မှဆိုတာသိသွားတယ်အဲ့လူကပြန်တဲ့အခါကျတော့ခုနအလာတော့ကရေတွေခုံခုံသွားတာမခုံတော့ရေထဲဆင်းပြီးတော့အိန္ဒြေယရသွားအိန္ဒြေယသွားဘုရင်ကြီးကသူပြန်သွားတော့လေကြည့်ဟာဒီကောင်ခုနတော့ကလို့လမ်းမှာဆော့ပြီးတော့မလာဘူးအခုအိန္ဒြေနဲ့ပြန်သွားတယ်ပြန်ခေါ်စမ်းဆိုပြန်ခေါ်ရောက်လာတဲ့အခါကျတော့မင်းလာတော့ကတော့ဒီရေခွက်တွေခုံခုံလာတယ်အခုကျတော့ဘာလို့မခုံရှင်မင်းကြီးကကျွန်တော်မျိုးကိုတထေးရသူပေးတော့မယ်ဆိုတော့ကျွန်တော်လူကြီးဖြစ်သွားတယ်ဒါကြောင့်မို့လူကြီးပြီးဂုံသိက္ခာထိမ့်ပြီးတော့သွားတာပါလို့ပြောဟာဒီကောင်တဲတော်တာပဲဒီကနေ့ပဲတထေးစီ၆တထေးတွေဆောင်းတဲ့ထီကိုအနှင်းမယ်ဆိုအခမ်းအနားချက်ချင်းလုပ်ပြီးဘုရင်ကြီးကနေချင်းပဲတထေးရသူပေးလိုက်တယ်ဟောကြည့်ထိန်းတာလေတာမန်ပုဂ္ဂိုလ်လူမနေတော့နောက်တစ်ခါတံဘဝဇတ်ဘုရားအလောင်းလေးက9နှစ်အရွယ်ပညာအလွန်ရှိတယ်သူငယ်တာပညာအလွန်ရှိတဲ့ပုဂ္ဂိုလ်ဘုရားအလောင်းလေးဆိုတာဟာဘဝကစီးပူးအထုတ်ခဲ့တဲ့အသိပညာတတ်ပညာတွေသူတို့ရဲ့ရှင်တဲ့နှလုံးထဲမှာဘဝပြောင်းသွားတော့လေဝါဒနာအနေနဲ့စွဲနေတာလည်းရှိတယ်အေး9နှစ်အရွယ်လမ်းမှာတငယ်ချင်းတွေနဲ့လမ်းပေါ်ကစားနေတာအေးအဲ့ဒီအချိန်မှာနန်းတော်ကအမတ်ကြီးတယောက်ရောက်လာတယ်တန်ဘဝဆိုတာဘယ်မှာလဲလို့မေးလာတော့သူကကစားနေတာနေတော့အမတ်ကြီးကသူနဲ့တွေ့ချင်တယ်တဲ့ဘာဖြစ်လို့တော့ဆိုရင်ဘုရင်ကြီးကမေခွန်းနေမေးတာလောကမှာဖြေနိုင်တဲ့လူမရှိဘူးအားလုံးကပဲတန်ဘဝစီမေးပါလို့ပြောတယ်ဘုရင်ကြီးမေးတဲ့မေခွန်းကိုသူဖြေရမယ်လို့သူ့လည်းပြောလိုက်အောင်ဖုတ်ဖက်ခါထပြီးတော့
အိန္ဒြေရရနေတော့တာမကစားတော့နော်သူကိုယ်သူသိလိုက်တယ်အော်ဘုရင်ကြီးကတောင်ငါမေးခွန်းနေမေးမှာငါဟာသူများမဖြေနိုင်တဲ့မေးခွန်းကိုဖြေရမှာဆိုတော့ငါဟာဒီပညာရှိပုဂ္ဂိုလ်ဆိုပြီးငါ့ကိုအများကလေးစားပါလားသူတို့နဲ့တန်အောင်ငါနေမှပဲဆိုပြီးအိန္ဒြေရရတယ်9နှစ်အရွယ်ကလေးလေးအဲ့ဒါလို့အမူအရာချက်ချင်းပြောင်းသွားပြုပြင်ပုံကိုပြောပြတာနော်အဲ့ဒါလို့လောကကိုယ်ဂုဏ်နဲ့ကိုယ်ဒရတ်နဲ့ထိုက်တန်အောင်စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲပေးရမယ်လို့ဒီလိုဆိုလို့တယ်ကမ္မထာထုတ်ပြီးပြောင်းတာကတစ်မျိုးအတွေးခေါ်နဲ့ပြောင်းတာတစ်မျိုးနှမျိုးရှိတဲ့ထဲမှာအတွေးခေါ်နဲ့ပြောင်းဖို့မေတ္တာမှအရေးကြီးတယ်မှန်ကန်တဲ့အတွေးခေါ်တွေးတတ်ဖို့လိုတယ်ဟိရိဩတ္တပဆိုတဲ့နေရာမှာကိုယ့်ရဲ့အမျိုးဆက်ကိုတွေးပြီးအော်ငါလို့မိခေါင်းဖခင်သားသမီးကမဟုတ်တာတွေလုပ်လို့မတော်ဘူးငါဒီသက်ဒီရွယ်ရောက်လာပြီငါတရဏဂုံနဲ့ငါးပါးသီလမမြဲရင်မတော်ဘူးငါလုပ်နေတဲ့အလုပ်တွေနဲ့ငါမိဘရဲ့ဂုဏ်သိက္ခာတွေနဲ့မတော်ဘူးလို့ပြင်ပြီးကိုယ့်အကိုကောင်းအောင်ပြုပြင်နေတယ်ဟောစိတ်ကိုတားတာမဟုတ်တာမလုပ်တော့ဘူးအရွယ်ကိုကြည့်ပြီး